တာဥပတပင်တိချစ်ချင်းတရားကအဲ့ဒီလိုကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်ဘုဒ္ဓဆိုပြင်းပြင်းထန်ထန်လို့အဓိပ္ပာယ်ရဥပတပင်တိဆိုတာပူလောင်တာချစ်ချင်းကြောင့်ဖြစ်တဲ့ပူလောင်မှုလောင်ကျွမ်းမှုဟာတတောင့်တတမဟုတ်ဘူးလို့ပြောတာပြင်းပြင်းထန်ထန်ပူပူလောင်လောင်ခါခါတီးတီးသွားတာဒါကိုနားလည်ဖို့လိုတယ်နော်ချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲမှုဟာတတောင့်တတမဟုတ်ဘူးတို့ဒီနေ့မှာဦးဇင်းတို့ချစ်ချင်းကြောင့်ဒုက္ခရောက်တယ်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာကိုလူတွေဟာတွေးမိခဲ့တယ်များသောအားဖြင့်ချစ်စရာခင်စရာတွေနဲ့ချစ်နေခင်နေရရင်တာယာမှုကြီးနူးမှုအပြည့်နဲ့နေရတယ်လို့ထင်နေကြတာချစ်ခင်နှစ်သက်မှုမျက်နှာမှုဟာပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ပဲလူအများစုကထင်နေကြတာတကယ်ကအဲ့လိုမဟုတ်ပိယတော်ဇာယတိတော့ပိယတော်ဇာယတိဗျာချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်အန္တရာယ်ဆိုတာဖြစ်ရတယ်ဒီချစဉ်းစားကြည့်လေလက်တွေ့တရားဓမ္မတို့အိန္ဒိယစိတ်ထဲမှာပူလောင်နေရတာပင်မနေရတယ်တော်တော်များများကရှည်ရတဲ့မျက်နှာရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ပဲပူနေကြတာ